များနေမှာဆွန်ခဲ့ပြီးဖြစ်ကြောင်းအသိပေးလာခဲ့တဲ့တန်တာမိုးသိန်းကဲရစ်တဲ့များရှင်မင်းကြီးကျောင်းရဲ့တန်တာမိုးသိန်းကတော့အချစ်ကြီးလူတွေဖြစ်လို့ရွှေမန်းရဲ့ဖောက်ပြန်မှုတွေကြောင့်ပြည်သက်တွေရဲ့ကြားထဲမှာတဖြည်းဖြည်းလူသိများခဲ့သူတယောက်လည်းဖြစ်ပါတယ်။တန်တာမိုးသိန်းတယောက်သူမလိုမျိုး background ရှိတဲ့သူတယောက်ကိုပတ်စံရှိအတိုင်းဝိုင်းတစ်ခုကနှိမ်ပြီးတော့ပြောဆိုဆက်ဆံတာတွေနဲ့ပတ်သက်ပြီးတော့လည်းလူမှုကွန်ရက်ပေါ်မှာတေချာလေးရှင်းလင်းပြခဲ့ပြီးပဲဖြစ်ပါတယ်။သူမရဲ့ပြီးခဲ့တဲ့အချစ်ရင်းနဲ့ပတ်သက်ပြီးတော့အတော်လေးကိုချင်းစာနေကြသလိုတွေ့သမျှဝလုံးတိုင်းကိုလည်းကြားညစ်တက်ခဲ့တယ်ဆိုတော့ကိုရွှေမန်းတယောက်လည်းအတော်လေးကိုနာမည်ကြီးခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာဆိုရင်တော့သူတို့နှစ်ယောက်လုံးကကိုပိုင်လန်းကိုစီရှောင်းလာနေကြတာဖြစ်ပြီးတဏ္ဍမိုးတိတ်ကိုယ်တိုင်ကလည်းကိုရွှေမန်းနဲ့ပြက်ပြီးမှအင်မတန်လှပလာပြီးတော့တောက်ပနေခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းနှစ်သက်မှာစိတ်သစ်လူသစ်နဲ့အမှုပညာလုပ်တွေကိုပုံမလုပ်ခဲ့ပြီးတော့သူမအပေါ်မှာတန်မိုးထားပြီးအပြည့်အဝချစ်ပေးတဲ့အချစ်ရေးကိုပဲလက်ခံဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ကဖေဖော်ဝါရီလ14ရက်နေ့မှာပဲတဏ္ဍမိုးတိတ်တယောက်သူမရဲ့လူမှုကွန်ရက်စာမျက်နှာပထမချစ်သူအသစ်လေးရရှိပြီးဆိုတဲ့အကြောင်းရင်းကိုတင်ပြလာခဲ့တာကြောင့်ပြည်သက်တွေကတော့သူမရဲ့ချစ်ရေးကိုကန်ကောင်းစေဖို့အတွက်ဆုတောင်းပေးနေကြတာလည်းဖြစ်ပါတယ်။တန်တာမိုးသိန်းကတော့ပြီးခဲ့တဲ့လပိုင်းမှာဘလုံးကားကြီးဖြစ်သွားလဲကြိုက်မှာပဲမလုပ်ပါနဲ့ host တော့မလုပ်ပါနဲ့ဆိုတဲ့စာသားတွေနဲ့အတူ social media တစ်ခွင်မှာနာမည်ကြီးသွားခဲ့ရသူဖြစ်ပါတယ်။နှစ်ရှည်တွဲခဲ့တဲ့ချစ်သူဟာသူမကိုမရွေးချယ်ပဲတခြားတစ်ယောက်ကိုရွေးချယ်ခဲ့တာမို့အသေးခွဲခဲ့ရပေမဲ့လေတန်တာမိုးသိန်းရဲ့ဟာသဆန်တဲ့အသေးခွဲပုံတွေကြောင့်လူတိုင်းကတတိထားမိပြီးတော့တနာသွားခဲ့ကြရတယ်ဆိုလဲမမှားပါဘူး။သူမအသေးခွဲတဲ့အချိန်မှာပြောတဲ့စကားလုံးတွေကဟာသဆန်တဲ့စကားလုံးတွေဖြစ်နေရကြောင်းလူတိုင်းကိုပျော်ရွှင်စေခဲ့ရတဲ့အပြင်စကားလုံးတွေကလည်းအတိတ်ပဲရှိပြီးတော့ထိမိနေတာကြောင့်အားလုံးရှင်တဲ့အထိဝင်ရောက်သွားခဲ့ရပြီးတော့လူတိုင်းကစိတ်မကောင်းဖြစ်ခဲ့ရသလိုသူမကိုပိုပြီးချစ်ခင်သွားခဲ့ကြပါတယ်။အားလုံးသိကြတဲ့အတိုင်းနာမည်ကြီးထုတ်လို့ရတဲ့ဦးဖြစ်သူကတန်တာမိုးသိန်းနဲ့ချစ်သူတွေဖြစ်ခဲ့ကြပေမယ့်လက်ထက်တဲ့အချိန်မှာတော့အလားပါရေးရဆရာဝန်တယောက်ကိုရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။မင်္ဂလာပွဲကျင်းပချိန်မှာသာချစ်သူဖြစ်ခဲ့ကြောင်းဖော်ထုတ်ခံခဲ့ရသလိုတန်တာမိုးသိန်းကိုလည်းမကောင်းတဲ့သူတယောက်မို့ထားခဲ့ခံရတာဆိုပြီးတော့ပြောဆိုခဲ့ကြတာပါ။ဒါကြောင့်လေတန်တာမိုးသိန်းဟာသူကမကောင်းခဲ့ပဲနဲ့သူကချစ်ပေးခဲ့ရတဲ့သူဖြစ်ကြောင်းကိုလိုက်လွင့်ကငိုပြီးပြောဆိုခဲ့တာပါ။ဒါပေမဲ့အခုလိုထားခဲ့ခံရတဲ့တန်တာမိုးသိန်းကိုလူတိုင်းကတနာနေခဲ့ကြပေမယ့်အခုဆိုရင်တော့တန်တာမိုးသိန်းကသူ့ဘဝကိုအကောင်းဆုံးပြန်လည်ရည်တည်နေနိုင်ပြီပဲဖြစ်ပါတယ်။ဒီကြားထဲမှာတော့အခြေရေးကိစ္စကြောင့်အမှုပညာကိုပြန်မလုပ်နိုင်ခဲ့သလိုဝိတ်ကလည်းအတော်လေးကိုတက်သွားခဲ့ရပါတယ်။ပရိသတ်တွေအများကြီးကချစ်ပေးကြသလိုအားလဲပေးကြတဲ့အတွက်လာပိုင်းတွင်းမှာပဲဝိတ်လျှော်ပြီးတော့အရင်လိုခန္ဓာကိုယ်ပြန်ရအောင်စူးစမ်းခဲ့တာပါ။အခုဆိုရင်ဘဝလက်တွဲပေါ်အစ်ကိုတောင်ပိုင်ဆိုင်ရတော့မယ့်အကြောင်းကိုအသိပေးလာခဲ့ပါတယ်။တန်တာမိုးသိန်းကပြီးခဲ့တဲ့ရက်မှာပဲချစ်သူကောင်းလေးစီကနေနှင်းစီပန်းစီအကြီးကြီးနဲ့ surprise တိုက်ချင်းကိုခံခဲ့ရတာပါ။ပန်းစီကမိန်းကလေးတိုင်းလိုချင်တဲ့ပန်းစီဖြစ်ပြီးတော့လက်ထက်ခွင့်တောင်းခံရတဲ့အခြေအနေမျိုးလိုတောင်ချင်မဲ့ရပါတယ်။တန်တာမိုးသိန်းကိုယ်တိုင်ကလည်းသူ့ကောင်းကနေဆက်ရက်ဆိုပြီးတော့ရေးတင်လာခဲ့တာပါဒီလိုစကလုံးမျိုးကိုရေးတင်လာခဲ့တဲ့အတွက်တန်တာမိုးသိန်းကတော့တေချာပေါက်လက်ချက်ခွင့်တောင်းခံလိုက်ရပြီလို့အားလုံးကနားလည်နေကြတာဖြစ်ပါတယ်ဒါအပြင်တချို့အမှုပညာရှင်တွေကလည်းတန်တာမိုးသိန်းအတွက်ချီးကျူးအားပေးစကားတွေပြောဆိုနေကြတာဖြစ်ပါတယ်အတိတ်မှာမကောင်းတဲ့အချက်နဲ့တွေ့ခဲ့ရပြီးတော့နာကျင်ခံစားခဲ့ရပေမဲ့လည်းအခုချိန်မှာတော့သူမဘဝအတွက်ရွေးချယ်လုံခြုံမှုပေးနိုင်မယ့်အမျိုးသားတစ်ယောက်ကိုရေးချက်ကလက်ထက်တော့မှမို့သူမနဲ့ထပ်တူဝမ်းသာပေးနေကြတာပါတန်တာမိုးသိန်းကပျော်နေတတ်သလိုသူဘေးနားလူတွေကိုလည်းပျော်ရွှင်တဲ့စကားလုံးတွေနဲ့ပြောဆိုပေးတတ်တဲ့သူဖြစ်တာကြောင့်ဒီတစ်ခါချီရေးမှာတော့သူမအတွက်ကံကောင်းခြင်းတွေသာရောက်လာလိမ့်မယ်လို့ထင်ကြေးပေးနေကြပါတယ်